ချင်းဒီကောင်းလာတယ်ကျွန်တော်မနေ့မီဒီယာလေးပါပြန်မွေးဆော့မယ်လို့ပါလေချင်းဒီကကောင်းပါတယ်စော်လေးချောလာတယ်ဘီယန်နမလေးချောလာတယ်ရ bro အဲ့ bro ဘမ်းမယ်နော် bro ဘာထူခိုင်းနေရဘယ်နိုင်ထိုးလဲကျွန်တော်တနိုင်ထိုးအောင်မယ်ကျွန်တော်ပါမှာတိုင်းနိုင်တက်ပွင့်လိုက်ရလို့ရပါတယ်ထိုင်းရလာပြီးကြပါတက်ဝင်မှာတက်ပွင့်ရလို့ရပါတယ်ရမရဟိုရရလေးတော့စော်တယ်လေးကြားနေရတယ်ဒီမဲ့ဒီဘေးတယောက်ရှိမယ်ဟိုမှာကောင်းတာမှာထိုင်နေတဲ့ဘေးတယောက်ရှိမယ်မလို့ကြည့်ရင်တော့ပြရမယ်ဘေးနဲ့မှလည်းထိုင်လိုက်ရင်ဘာကြီးလဲထိုင်းတင်းကိုတီးပေး bro တဲ့โอเค bro စူးစမ်းပြပါမယ်ဘယ်ဟို bro မလောက်ဘူးမိုင်းတို့စိတ်တော့ကျွန်တော်ပါပါဦးတော့ဖယ်တင်းရတော့လည်းမသိဘူးချုံးမပြေဘူးနည်းနည်းမှဆုံးမလိုက်ရမလားကြီးရဗျာလူကြီးကြီးတယ်ပဲနောက်ကျရင် YouTuber လောက်ရင်ကောင်းမလားမသိဘူးဟဲ့ရအင်္ဂလိပ်လိုနည်းနည်းပါတင်ပြရတယ်လူကြီးအပင်းနေရတော့ thank you ပါဆွဲထုတ်ပါတယ်လုံးမှာကျွန်တော်ချတယ်နည်းနည်းစိတ်ထိန်းထားတာလူကောင်မရတယ်ဒီကောင်လေးကျွန်တော်နေပိုင်တယ်မင်းချုပ်တယ်ငါဟိုက၄ရောက်တော့ရောက်နေရတယ်ညီဘီယန်နာမှာကျွန်တော်ဟိုတယ်မှာပါဘယ်ဟိုတယ်လဲဆိုတော့ကျွန်တော်မသိပါဘူးနမဲရှိရနေချင်းမပြီးပြန်ဝဲပဲနေငယ်သွားတယ်ဖြိုးတယ်ဘေးကဘယ်လိုလဲမနဲ့လေလိုက်နေထားမှာဘယ်မှာလဲဟုတ်တော့လိုက်နေထားဒီကဟိုင်းဘေးငါပြောမယ်โอเคဦးကျွန်တော် KTV တော့တော့မှာပါဘယ်နဲ့ဦးကျော်ဘယ်ကနေရင်စားသွားမယ်မသိဘူးမပါရထားနေနေအေးမဟုတ်ဆိုင်ရှိဝေကโอเคမောဥပဒေရည်စောက်ယူလာกูမုံတော့မုံဆိုင်ဘေးမှာရှိအဲ့လိုမုံဆိုင်မသွားကြဘူးတော်လေးရှိရမုံဆိုင်မှာအေးဟုတ်တယ်ပွဲမလိုက်မှာမင်းစော်လေးကြည့်ချင်တာဆိုဟိုတယ်ခဏနေဟိုတယ်နာမည်ဟာ Richland ပြန်အမောင်ဟိုတယ်နာမည်စော်လေးထွက်လာ Richland ဟာ Richland ပဲစီးတယ်7-Eleven Richland ဖတ်သွားမယ်ငါမော်ရောက်ရင်ကျွန်တော်ဟုတ်ကဲ့ပါဟိုဝိုင်းရိုက်ခံနေအောင်မယ် Google မှာတိုင်းရှင်ဒါကဘိုင်တူတယ်football player လေးကျွန်တော်နဲ့သူတို့ပါကောင်လေးပါပဲအဲကျွန်တော်ရဲ့ဘယ်လိုမှနောက်က manager ပဲ manager နှုတ်ဆက်လိုက်ပါmanager စောကြည့်ရေးဒီနာမလေးကြိုက်တယ်ဒီကျွန်တော်စသွားနေဘယ်သွားနေလဲမသိပြောတော့ငေါလာဆိုင်ငယ်စီးနေတာကြာဒီမှာဆိုင်ငယ်ငားလို့ရအောင်ကျွန်တော်ဆိုင်ငယ်မောင်းတာကျွမ်းတယ်ဒူးမတိုင်းဒူးဘယ်ဒူးပြေးကြည့်ရတယ်အဲ့ဒီကြည့်900ရှိ900လူအောင်900မိတ်သေးဘူးလားမသိကဲကျွန်တော်ကလမ်းမတွေ့ရင်တော့ပြမယ်ဗျာဟုတ်ပြီလားကျွန်တော်အဲ့စော်ကီလေးပြမယ်လမ်းမတွေ့ရင်တော့ short လေးပြမယ်ကျွန်တော်ကားမောင်တော့တွေ့လိုက်တယ်တွေ့ပဲလမ်းလေးပြောင်းတော့အဲ့ဒါဟိုဝိုင်းလူတွေအောင်မရိုက်ပြီးอ่ะ我懂了ကျွန်တော်ကဦးလည်းတီးတော့တီးထိုင်တာလေသူတို့ရတိုင်းတော့ဗျာလမ်းလျှောက်နေအတိတ်မမြင်အောင်သူ3ခန်းတော့ဟုတ်လားဟုတ်တယ်3ခန်းညားတာပေါ့မသိရင်မိသားစုကလာနေကြတာဒီကောင်လေးပြောသေးတယ်အဲ့ဒါတခါဆိုင်နေကြားတယ်ဟုတ်တယ်မောင်ကြီးပြခဏမုံဆိုင်သွားနေမှာမုံဆိုင်သွားနေအပြင်ပေါ်မှာဖမ်းခံရမယ်နော်လေပေါင်မဲနေပြီစားပဲနားဆောင် bro စားပဲလားစားပဲဘယ်လောက်လဲရှိတယ်မတောက်ချင်နေရပိတ်သွားกูကဘယ်သွားနေ7-Elevenသွားနေရပြီးဟာတာလို့ဟာကောင်တာမှာနဲ့ကိုရှင်းခိုင်းမယ်ဒီကဘယ်လိုပြောမလဲဆိုကြည့်မယ်ဟုတ်ပြီတော့ဘယ်လိုမှုံမလဲဆိုပြောပြမယ်ဟုတ်လဲဆိုကြည့်မယ်ဘယ်လိုကြည့်နေတော့မလားဆိုင်ငယ်တိုက်သွားမှာငါလည်းကိုဒီမှာမန္တလေးကြနေဆိုင်ငယ်လေးကြီးပဲဟဲ့လိုက်တင်ထိုးစမ်းမီးထိုးလေဖုန်းမပါလားလိုက်တော့မပါမင်းဟိုလေးဒီမှာကိုက်စီးနဲ့တို့ပါလိုက်လွှင့်နေလိုက်ကနောက်ခေါင်းကင်မရာလိုက်ပေးရကော
အရှိကိုဘတ်လဲလို့မရဘူးလားနှစ်ချက်နေ ဒီလိုလေးမရောင်းနေပြီဗျာမနေ့ကျရင်ဟမ်ဒီမှာရောင်းနေပြီပြန်ရမနဲ့ ရောင်းမှာဗောမောကြီးကိုအေးဒါမင်းက shopping လာထွက်လို့ရ အေးလို့ဒီလို ပတ်သက်မပါဘူးသူကပတ်သက်ကထိုင်းမှာတုံးဖို့ပဲပြင်နန်းအော်ပင်မမသွားရဘူးဆိုပြီးတော့ပတ်သက်တိတ်မထည့်တာ မနေ့ကမင်းတို့ schedule ရမလို့ ဒါပေမဲ့ပတ်သက်လို့ရင် ဟုတ်ပါအကူကစော်8နာရီတော့ပြန်သွားပါဒီလိုက7ခွဲတော့ထပ်ပြီးတော့တိုင်းကွက်ကိုသွားဟုတ်ကသွားမှာပေါ့ဘတ်ဆော်လာတယ် ကိုရဘယ်နဲ့ပြေးမှာရရဆိုလိုက် ဘယ်သက်သွားမှာ နေရာတူတူပဲမလား ကျွန်တော်လမ်းပြောင်းနေပါပြီကေကြအောင်ခုနဘယ်လာကြိုမယ်ဆိုပဲပဲ ဆရာကြီးပဲဆရာကြီးအများကြီး ညငက်လေးနဲ့တွေ့နေဘယ်လုံးမလို့ရငါကြောက်တယ်နော်လူထိုင်းမှာဆိုဆွဲခံရတာဗျ တော်လေးဆို ဟုတ်တယ်ဘယ်ကြီးလားမသိမသိငါတို့ယူယူပါလို့ပါလို့နဲ့ဟိုပဲဟောဒီဘက်ရှောင်းဒီဘက်တော့မလေးကားလိုက်မှာဆိုဆိုင်ငန်းလိုက်ပါလိမ့်မယ်ဆွဲစားလိုက်ညံ့ငက်လူရောမန်တကယ်ရှောက်ပြောနေပါဗျာကျွန်တော်အဲ့လိုရှောက်မလုပ်ပါကျွန်တော်က ကျွန်တော်ကဘယ်လိုပြောအောင်လို့စ ဝိုင်းကြီးမဒီကောင်ကျွန်တော်ကလိမ္မာဆုံးကျွန်တော်လိမ္မာပြီးဒီကောင်ကဒုတိယလိမ္မာဆုံးကျန်တဲ့တော့ကောင်ကမလိမ္မာ ဆွဲကွာ ကျွန်တော်ကလိမ္မာဆုံးလေးဘာမှမလုပ်ဘူး ဒီမှာတုံးလေးလား ရဲလည်းမတောက်ဘူးစစ်လည်းမတောက်ဘူးကုန်းလည်းမစားဘူး ဒီဘယ်မှာမပြေး ဒီကောင်ကတော့တောက်တယ်ဒီကောင်ကတစ်ခါလေးကြတောက်တယ်အဲ့ကောင်တော်တော်ငတ်တယ်ကောင်မူးပြီးတော့အန်တာဗျာအဲ့ကောင်ထိုင်းမှာတော့ဗျာ လူပဲဗျာအတိအမလား အေးတစ်ခါတောက်ပါညူ အဲ့လေဒီကောင်ကလည်းရှောင်းမပြောအားလုံး အဲ့ပြောရမှာဘာဖြစ်လို့ရှက်လာတာ ဘာရှောင်းမပြောနဲ့ ဒီကောင်ဗျာ ရှောင်းမပြော ထိုင်းမှာတော့ အဲ့ဒါကတရောင်းနဲ့တွက်လိုက်မယ် လမ်းမေးမှာအိတ်တယ်ကောင် ကျွန်တော်အဲ့ဒါလမ်းနဲ့အိတ်တာမဟုတ်ကြောက်စရောနေအဲ့ဒါအတီးထင်းနေတာဟုတ်တယ်မလား ဒါပဲ တိုင်ပိတ်နေပြီလို့လို့ 7-11ပိတ်ဘူးကြီးရတယ် ပြင်းနေပြီမှာဒီကိုပြင်းနေဟိုချီမီမှာပါ ဒီဒေတာလိုင်းကော ထိုင်းမှာကအဲ့ငေါသွားရဲ့ကလပ်ကဘာပါလေအဲ့အစကလပ်တစ်ခုသွားမလို့ဗျာအဲ့ကလပ်ကဝင်လို့မရဘူးဗျာစမိုင်းတယောက်စမိုင်းဘာဖြစ်တယ်ဆိုတာတက်မပြစ်လို့လားအိုးဒီကောင်မှတ်ဖို့နေမပြပလိုက်တာဝင်လို့မရကျွန်တော်ကမှ the best ဟော the best ဆိုတာလားဟုတ်မယ်ထင်တယ်အဲ့တော့မြန်မာတွေအများကြီးကိုကျွန်တော်တို့လာနှုတ်ဆက်တာတကယ်မြန်မာကလပ်ကြီးတိုင်းမြန်မာလေးကြီးပဲရွေးဆိုတော့ပြင်မှာအေးရှက်လည်းမရှိပဲပေါ့ အလုံးကြီးအောက်နေကွာ အန်လဲအန်လေးနင်းငယ်မျိုးပထမဆုံးနည်းနည်းလေးပဲဝင်တယ်ပြီးရင်တောက်လျှောက်ကိုဝင်တော့ဒီပဇက်က အဲ့ first time ဆိုတော့အဲ့လိုဖြစ်တတ်ပါ ပတ်တိုင်းလာ ပါရိုက်တယ်တော့မမေးတော့ဗဇက်ကပိတ်တော့ ပြောလို့လေကျွန်တော်လုံးတော့မလို့ရှားရောက်သေးဘူးလား ဒီနေ့မှလေးဆိုင်ငယ်လေးလာပြီဆိုတော့ ဒီနမလေးရောက်ပြီ မလေးရောက် ဒီနမလေးရောက်ပြီ မလေးရောက် ကြည့်နေဟုတ်လားကင်မရာလဲလို့မရဘူးကွာ လက်ပြရွာ ရှုပ်ပါကြ ကိုလူကြည့်နေကြပါကွာ ဒီရှောက်မလို့လည်းငါရိုက်ခံလိမ့်မယ်ငါကြောက်တယ် တွေ့လိုက်တော့ဖြူဖြူလေး နောက်မှကြံနေခဲ့ပြီဗျာ ဒီလိုရှိ ဘောင်းဝိုင်1K တူလည်းစိတ်ဝင်စားနေတယ်မခရနဲ့လာနောက်မှကြံခဲ့ပြီကွာ မကြမ်းနေပြီကျွန်တော်ကမင်းကျွန်တော်ပေးရမှာလဲဘယ်စိတ်လျှော့တယ်ကျန်းနေပြီပဲอ่ะ သေးသေးနေရပြည့် ဒီပဲမေးဦးကငါတို့ဟာစိတ်ဝင်စားတယ် book follow လက်ခံပြီးတော့လက်ခံပေးမယ်နော်တော့ရှောင်းနေ ဖိုက်စာနေဗျာဖိုက်စာနေပါလမ်းဆက်လျှော့တော့တွားတော့ ကျမ်းမာရေးလေကွာအာတပတ်အဲ့ဒီနာရှောင်းလမ်းတိတ်မရှိဘူးညာသေးလေးပါရှင်ကောင်းပါအာမရှယ်ပဲဖန်နေလည်းပြန်အောင်လဲငေါလည်းမဟုတ်စားလို့ရတာဒီမှာ BNM မှာအဲ့လိုမျိုးလူရလူရပါလားမရှိဘူးလား မစင်လား ဟမ် BNM မှာလူရလူပါလို့ရှိတယ် ဟုတ် BNM မှာလူရလူပါလို့မရှိဘူးလား brother ကင်မရာလဲရကင်မရာလဲမရဘူးလို့ဘယ်လိုလဲရ ခုနလဲရမို့လား မလဲဘူးဘယ်နဲ့ငါ့ကောင်ကလဲပြညကူတော့အမောင်နဲ့ရောက်သွားပြီကြောက်စရာကြီးပြ
လေးပါလေ မောင်လူသားဖြစ်နေပြီ မီးပြက်နေရတယ်အေးဗီယက်နမ်မျိုးကြီးမီးပြက်နေလားမှောင်းညာမီးလဲမလား သူလမ်းမီးရနဲတယ်ဟော အေးလို့အဲ့လိုမျိုးဟိုလိုမျိုးတွေညာသေးရင်တွေ့ဝင်မယ်ရခုနကတော့လင်းကျွန်တော်အဲ့လိုမျိုးယူတူဘာလုပ်ချင်တာကင်မရာလေးနဲ့ရှောက်သွားတယ် စပွင့်ရဒီတိုင်းကစပွင့်ရတယ်ဗော အဲ့စပယ်မန်းလို့ခေါ်လေ ကောက်ပြီပြောနော် ကိုယ်လေးနိုင်ဆိုင်ခိုင်း တိုင်တိုင်ဟုတ်လား ဒီမလေး7-11ရောက်ပြီကော်ဖီဆိုင်ထိုင်ချင်လို့လားထိုင်လေထိုင်တယ်ဗောကြားရည်လေဗောမဟုတ်တိုင်းတော့ရောက်ပါပြီ7-11 ဘာလဲမှာ ဟုတ်ချစ်တယ် ကော်ဖီဆိုင်ထိုင်ချင်လို့လား ဘူးလည်းတော့မကြိုက်ဘူး ကြိုက်လား7 level ဝင်တယ် မဟုတ်ဝယ်မယ်ကွာလား ဟုတ်တယ်စားတော့ရတယ်သူကောင်းပြီတဲ့ဘူးအေးမပတ်ချင်ဘူးဒါဒီဆယ်လေးမှမလာတော့ဟုတ်တယ်တော့ မဟုတ်ဝယ်လောက်မယ်